ခုချိန်မှာ lens slow လို့ဘာလို့ဆိုရင်လဲခုန2ချက်3ချက်လောက်ပြတ်ပါတယ်ကျွန်တော်စီတော့မသိပြီးတော့စစ်ကားတော့နေတာတစ်ခုဆိုတော့ဒီလားသိပြီးတော့ပြစ်မခံနိုင်တော့နေတာတစ်ခုဆိုကဲလော online တက်လာဒီတော့နဲ့ပွဲကိုတန်းပြီးအဆုံးသက်နိုင်ပါဒါမို့လို့ရှိရင်လည်းပြတ်တက်ရှစ်လေးများနောက်ထပ် best 3 series အပြည့်သွားအောင်မယ်သူ defend ထားနိုင်အောင်ဆက်ပြီးကြည့်ရပါအောင်မယ်နည်းနည်းလေးတော့ NA တော့များတယ်ဗောနော် second loss ဆိုရင်လည်းခြုံထဲမှာပြေးပြီးတော့ဝင်လာတယ် Franco Hood တော့သွဲသွားခဲ့ပြီးဒီခါလေးမှာ flicker တက်ပေးလိုက်ရပြီဆို Franco အဓိကအရင်ကလုံးလုံးမရအောင်ဆိုတော့ကောင်းကောင်းရွတ်တည်ရင်နောက်မှာ CC တောက်ချောက်ရိုးပလစ်ပြီးတော့ပေးလိုက်နေအောင်လည်းတော့ကြီးတော့စပြီးတော့ပြေးဝင်လာခဲ့ပါပြီအဲ့တော့နောက်ကနေပြီးတော့ကတော့ပြေးပြီးတော့ဝင်အေးဘုံကန် damage အပေါ်ပါရီမန်တန်းပြီးတော့ပြတ်ဖို့တော့များနေကြတယ်နောက်ကနေပြီးတော့ late shake rate နဲ့ပြန်ပြီးတော့ခုန်ထွက်သွားနိုင်ခဲ့တဲ့ဆိုရင်လည်းအလဲမှာ another fly အကိုက်ခံထားရဲ့နောက်မှာတော့တန်းပြီးတော့ပြတ်ထွက်သွားနိုင်ပဲလောကတော့ဒီနေရာလေးမှာမပြီးဆုံးသေးပဲကျန်နေတဲ့ share တို့ game damage တိုင်းမှာဟိုမှာ immune သူကတော်တော်လေးကိုနားနေခဲ့ချောင်းတော့ဝေးရ dragon damage ကြားထဲမှာလေးပဲအကောင်းဆုံးတော့ပြန်ပြီးတော့ immune လုံးပြနေခဲ့တဲ့ချောင်းတော့ပြန် trade လိုက်ရရင်လည်းပဲကျန်နေတဲ့ throw ကိုတော့တောက်လျှောက်ကိုရိုက်ချိုးကိုကြိုးစားသူတော့လောက်တော့ကျန်နေသေးရဲ့ဗျာ Wait လုံးဝ throw only ကိုတိုင်းတော့ပြစ်နေခဲ့တာဘာလို့မသွေးမရှိအောင်ဆိုတော့တောက်လျှောက်ကိုပြေးဖို့လုံးနေခဲ့ပြီမလား CC immune လုံးဝမပြေးနိုင်တော့သူပြန်ပေးလိုက်ရော Betray တေးကိုပြစ်နေခဲ့ damage ဒီမှာ coverage damage ချက်ပြီးတော့ပေးခဲ့မယ်နောက်ဆုံး last တစ်ချက်နဲ့အတူပဲလုံးဝတစ်ဖက်ကနေမှနော်ငဖောင်ယို e-sport အနေနဲ့ကတော့တကယ်ကိုနိုင်ပွဲတစ်ပွဲစပြီးတော့နိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်